စီဝေးမှာတခြားဘာတွေဒီဆွေးနွေးဖို့လိုသေးလဲ What else do we need to discuss in the meeting? စီဝေးမှာတခြားဘာတွေဒီဆွေးနွေးဖို့လိုသေးလဲ What else do we need to discuss in the meeting? စီဝေးမှာတခြားဘာတွေဒီဆွေးနွေးဖို့လိုသေးလဲ What else do we need to discuss in the meeting? တခြားဘသူတွေကိုဖိတ်တင်လဲ Who else should we invite? တခြားဘသူတွေကိုဖိတ်တင်လဲ Who else should we invite? တခြားဘသူတွေကိုဖိတ်တင်လဲ Who else should we invite? ဒီလုပ်ငန်းတာဝန်မှာအခြားဘသူတွေလုပ်နေသေးလဲ Is there anyone else working on this task? ဒီလုပ်ငန်းတာဝန်မှာအခြားဘသူတွေလုပ်နေသေးလဲ Is there anyone else working on this task? ဒီလုပ်ငန်းတာဝန်မှာအခြားဘသူတွေလုပ်နေသေးလဲ Is there anyone else working on this task? တခြားလိုအပ်တာရှိရင်ပြောပါ Let me know if there's anything else you need. တခြားလိုအပ်တာရှိရင်ပြောပါ Let me know if there's anything else you need. တခြားလိုအပ်တာရှိရင်ပြောပါ Let me know if there's anything else you need. ဒီစီရင်ခံစာမှာတခြားဘာတွေထည့်တင်သေးလဲ What else should we include in the report? ဒီစီရင်ခံစာမှာတခြားဘာတွေထည့်တင်သေးလဲ What else should we include in the report? ဒီစီရင်ခံစာမှာတခြားဘာတွေထည့်တင်သေးလဲ What else should we include in the report? တခြားဘသူကဒီ project ကိုလက်လွဲတာဝန်ယူနိုင်မလဲ Can anyone else take over this project? တခြားဘသူကဒီ project ကိုလက်လွဲတာဝန်ယူနိုင်မလဲ Can anyone else take over this project? တခြားဘသူကဒီ project ကိုလက်လွဲတာဝန်ယူနိုင်မလဲ Can anyone else take over this project? ဒီရဲ့အချက်လက်တွေကိုအခြားဘယ်မှာရှာတွေ့နိုင်မလဲ Where else can we find this information? ဒီရဲ့အချက်လက်တွေကိုအခြားဘယ်မှာရှာတွေ့နိုင်မလဲ Where else can we find this information? ဒီရဲ့အချက်လက်တွေကိုအခြားဘယ်မှာရှာတွေ့နိုင်မလဲ Where else can we find this information? ဒီရဲ့လုပ်ငန်းစဉ်အတွက်တခြားဘာတစ်ခုခုရှိသေးလဲ Is there anything else on the agenda? ဒီရဲ့လုပ်ငန်းစဉ်အတွက်တခြားဘာတစ်ခုခုရှိသေးလဲ Is there anything else on the agenda? ဒီရဲ့လုပ်ငန်းစဉ်အတွက်တခြားဘာတစ်ခုခုရှိသေးလဲ Is there anything else on the agenda? တခြားဘသူတွေကိုညီနိုင်သေးလဲ Who else is available to assist? တခြားဘသူတွေကိုညီနိုင်သေးလဲ Who else is available to assist? တခြားဘသူတွေကိုညီနိုင်သေးလဲ Who else is available to assist? တခြားဘာတွေဖြည့်စွက်စရာရှိသေးလဲ Do you have anything else to add? တခြားဘာတွေဖြည့်စွက်စရာရှိသေးလဲ Do you have anything else to add? တခြားဘာတွေဖြည့်စွက်စရာရှိသေးလဲ Do you have anything else to add? တိုးတက်ဖို့တခြားဘာတွေလုပ်ဖို့လိုသေးလဲ What else can we do to improve? တိုးတက်ဖို့တခြားဘာတွေလုပ်ဖို့လိုသေးလဲ What else can we do to improve? တိုးတက်ဖို့တခြားဘာတွေလုပ်ဖို့လိုသေးလဲ What else can we do to improve? အသင်းမှာပါဝင်နိုင်တဲ့သူရှိသေးလား Is there someone else who can join the team? အသင်းမှာပါဝင်နိုင်တဲ့သူရှိသေးလား Is there someone else who can join the team? အသင်းမှာပါဝင်နိုင်တဲ့သူရှိသေးလား Is there someone else who can join the team? ဒီပစ္စည်းတွေကိုဘယ်မှာရနိုင်မလဲဆိုတာကြည့်ရအောင် Let's see where else we can source these materials. ဒီပစ္စည်းတွေကိုဘယ်မှာရနိုင်မလဲဆိုတာကြည့်ရအောင် Let's see where else we can source these materials. ဒီပစ္စည်းတွေကိုဘယ်မှာရနိုင်မလဲဆိုတာကြည့်ရအောင် Let's see where else we can source these materials. နောက်ဆုံးရက်မတိုင်ခင်မှာဘာတွေထပ်လို့သေးလဲ What else do we need before the deadline? နောက်ဆုံးရက်မတိုင်ခင်မှာဘာတွေထပ်လို့သေးလဲ What else do we need before the deadline? နောက်ဆုံးရက်မတိုင်ခင်မှာဘာတွေထပ်လို့သေးလဲ What else do we need before the deadline? ဒီဌာနကိုဘသူကတာဝန်ယူမှာလဲ Who else is responsible for this department? ဒီဌာနကိုဘသူကတာဝန်ယူမှာလဲ Who else is responsible for this department? ဒီဌာနကိုဘသူကတာဝန်ယူမှာလဲ Who else is responsible for this department? ဝယ်နေကြဖောက်တယ်တွေတခြားဘာတွေပြောသေးလဲ Is there anything else the client mentioned? ဝယ်နေကြဖောက်တယ်တွေတခြားဘာတွေပြောသေးလဲ Is there anything else the client mentioned? ဝယ်နေကြဖောက်တယ်တွေတခြားဘာတွေပြောသေးလဲ Is there anything else the client mentioned? ဒီရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတခြားဘသူကိုအကြောင်းကြားတင်လဲ Who else should we inform about this change? ဒီရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတခြားဘသူကိုအကြောင်းကြားတင်လဲ Who else should we inform about this change? ဒီရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတခြားဘသူကိုအကြောင်းကြားတင်လဲ
Who else should we inform about this change? တခြားပင်မှာသင်တန်းကိုစတင်နိုင်မှာလဲ Where else can we conduct the training? တခြားပင်မှာသင်တန်းကိုစတင်နိုင်မှာလဲ Where else can we conduct the training? တခြားပင်မှာသင်တန်းကိုစတင်နိုင်မှာလဲ Where else can we conduct the training? အစီအစဉ်တင်ဆက်မှုအတွက်တခြားဘာတွေလိုအပ်သေးလဲ What else do we need for the presentation? အစီအစဉ်တင်ဆက်မှုအတွက်တခြားဘာတွေလိုအပ်သေးလဲ What else do we need for the presentation? အစီအစဉ်တင်ဆက်မှုအတွက်တခြားဘာတွေလိုအပ်သေးလဲ What else do we need for the presentation? တခြားဘာတွေဆွေးနွေးစရာရှိသေးလဲ Is there anything else you'd like to discuss? တခြားဘာတွေဆွေးနွေးစရာရှိသေးလဲ Is there anything else you'd like to discuss? တခြားဘာတွေဆွေးနွေးစရာရှိသေးလဲ Is there anything else you'd like to discuss? စတိုးဆိုင်မှာတခြားဘာလိုချင်သေးလဲ Do you want anything else from the store? စတိုးဆိုင်မှာတခြားဘာလိုချင်သေးလဲ Do you want anything else from the store? စတိုးဆိုင်မှာတခြားဘာလိုချင်သေးလဲ Do you want anything else from the store? တခြားတနေရာမှာညစာသွားစားရအောင် Let's go somewhere else for dinner. တခြားတနေရာမှာညစာသွားစားရအောင် Let's go somewhere else for dinner. တခြားတနေရာမှာညစာသွားစားရအောင် Let's go somewhere else for dinner. ဒီည TV မှာတခြားဘာအစီအစဉ်တွေရှိသေးလဲ What else is on TV tonight? ဒီည TV မှာတခြားဘာအစီအစဉ်တွေရှိသေးလဲ What else is on TV tonight? ဒီည TV မှာတခြားဘာအစီအစဉ်တွေရှိသေးလဲ What else is on TV tonight? ပါတီပွဲကိုတခြားဘသူတွေလာသေးလဲ Is there anyone else coming to the party? ပါတီပွဲကိုတခြားဘသူတွေလာသေးလဲ Is there anyone else coming to the party? ပါတီပွဲကိုတခြားဘသူတွေလာသေးလဲ Is there anyone else coming to the party? ခင်ဗျား project အတွက်တခြားလိုအပ်တာရှိသေးလား Do you need anything else for your project? ခင်ဗျား project အတွက်တခြားလိုအပ်တာရှိသေးလား Do you need anything else for your project? ခင်ဗျား project အတွက်တခြားလိုအပ်တာရှိသေးလား Do you need anything else for your project? ဒီနေ့ခင်ဗျားတခြားဘာတွေလုပ်ခဲ့သေးလဲ What else did you do today? ဒီနေ့ခင်ဗျားတခြားဘာတွေလုပ်ခဲ့သေးလဲ What else did you do today? ဒီနေ့ခင်ဗျားတခြားဘာတွေလုပ်ခဲ့သေးလဲ What else did you do today? တခြားတောက်ချင်တာဘာရှိသေးလဲ Would you like anything else to drink? တခြားတောက်ချင်တာဘာရှိသေးလဲ Would you like anything else to drink? တခြားတောက်ချင်တာဘာရှိသေးလဲ Would you like anything else to drink? ငါတို့အခုတခြားအကြောင်းပြောလို့ရမလား Can we talk about something else now? ငါတို့အခုတခြားအကြောင်းပြောလို့ရမလား Can we talk about something else now? ငါတို့အခုတခြားအကြောင်းပြောလို့ရမလား Can we talk about something else now? ခရီးစဉ်အတွက်တခြားဘာလိုအပ်တာဘာရှိသေးလဲ What else do you need for the trip? ခရီးစဉ်အတွက်တခြားဘာလိုအပ်တာဘာရှိသေးလဲ What else do you need for the trip? ခရီးစဉ်အတွက်တခြားဘာလိုအပ်တာဘာရှိသေးလဲ What else do you need for the trip? ဒီအပတ်ငါတို့တွေတခြားဘယ်ကိုသွားလည်မှာလဲ Where else should we visit this weekend? ဒီအပတ်ငါတို့တွေတခြားဘယ်ကိုသွားလည်မှာလဲ Where else should we visit this weekend? ဒီအပတ်ငါတို့တွေတခြားဘယ်ကိုသွားလည်မှာလဲ Where else should we visit this weekend? တခြားငါတို့နဲ့ပူးပေါင်းချင်တဲ့လူရှိသေးလား Anyone else want to join us? တခြားငါတို့နဲ့ပူးပေါင်းချင်တဲ့လူရှိသေးလား Anyone else want to join us? တခြားငါတို့နဲ့ပူးပေါင်းချင်တဲ့လူရှိသေးလား Anyone else want to join us? တနေ့တာအတွက်တခြားဘာအစီအစဉ်တွေရှိသေးလဲ Do you have anything else planned for the day? တနေ့တာအတွက်တခြားဘာအစီအစဉ်တွေရှိသေးလဲ Do you have anything else planned for the day? တနေ့တာအတွက်တခြားဘာအစီအစဉ်တွေရှိသေးလဲ Do you have anything else planned for the day? ညစာအတွက်ငါတို့တွေတခြားဘာတွေချက်နိုင်သေးလဲ What else can we cook for dinner? ညစာအတွက်ငါတို့တွေတခြားဘာတွေချက်နိုင်သေးလဲ What else can we cook for dinner? ညစာအတွက်ငါတို့တွေတခြားဘာတွေချက်နိုင်သေးလဲ What else can we cook for dinner? တခြားတစ်ခုခုစမ်းကြည့်ခြင်းလို့လား Would you like to try anything else? တခြားတစ်ခုခုစမ်းကြည့်ခြင်းလို့လား Would you like to try anything else? တ
တခြားတစ်ခုခုစမ်းကြည့်ခြင်းလို့လား Would you like to try anything else? ဒီထုတ်ကုန်ကိုတခြားဘယ်မှာရနိုင်လဲ Where else can I find this product? ဒီထုတ်ကုန်ကိုတခြားဘယ်မှာရနိုင်လဲ Where else can I find this product? ဒီထုတ်ကုန်ကိုတခြားဘယ်မှာရနိုင်လဲ Where else can I find this product? တခြားတစ်ယောက်ကိုခမားနဲ့အတူလာစေခြင်းလား Do you want anyone else to come along? တခြားတစ်ယောက်ကိုခမားနဲ့အတူလာစေခြင်းလား Do you want anyone else to come along? တခြားတစ်ယောက်ကိုခမားနဲ့အတူလာစေခြင်းလား Do you want anyone else to come along? ဒီအကြောင်းကိုတခြားလူသိသေးလား Does anyone else know about this? ဒီအကြောင်းကိုတခြားလူသိသေးလား Does anyone else know about this? ဒီအကြောင်းကိုတခြားလူသိသေးလား Does anyone else know about this? တခြားပါများအကြံပြုခြင်းပါသလဲ What else do you recommend? တခြားပါများအကြံပြုခြင်းပါသလဲ What else do you recommend? တခြားပါများအကြံပြုခြင်းပါသလဲ What else do you recommend? ရုပ်ရှင်ကိုတခြားတနေရာရာမှာသွားကြည့်လို့ရမလား Can we go somewhere else for the movie? ရုပ်ရှင်ကိုတခြားတနေရာရာမှာသွားကြည့်လို့ရမလား Can we go somewhere else for the movie? ရုပ်ရှင်ကိုတခြားတနေရာရာမှာသွားကြည့်လို့ရမလား Can we go somewhere else for the movie? တခြားဘာတွေကိုစူးစမ်းကျင်သေးလဲ What else do you want to explore? တခြားဘာတွေကိုစူးစမ်းကျင်သေးလဲ What else do you want to explore? တခြားဘာတွေကိုစူးစမ်းကျင်သေးလဲ What else do you want to explore? တခြားဘာမှမရှိတော့ဘူးလား Nothing else? တခြားဘာမှမရှိတော့ဘူးလား Nothing else? တခြားဘာမှမရှိတော့ဘူးလား Nothing else? တခြားဘယ်သူမှမရှိတော့ဘူးလား Nobody else? တခြားဘယ်သူမှမရှိတော့ဘူးလား Nobody else? တခြားဘယ်သူမှမရှိတော့ဘူးလား Nobody else? တခြားတစ်ခုခုရှိသေးလား Something else? တခြားတစ်ခုခုရှိသေးလား Something else? တခြားတစ်ခုခုရှိသေးလား Something else? တခြားနည်းနည်းလား A little else? တခြားနည်းနည်းလား A little else? တခြားနည်းနည်းလား A little else? တခြားအများကြီးလား Much else? တခြားအများကြီးလား Much else? တခြားအများကြီးလား Much else?